ကကျွန်တော်တို့ထားပါတော့เนาะဒီဝန်ထမ်းတွေပေါ့ဒီကြိုသုံးထုတ်တဲ့ကိစ္စတွေကျွန်တော်ဘယ်လိုတွေစင်းနေတွင်းလို့ရမလဲဒါကျွန်တော်တို့ကတော့ဘယ်လိုတွေတိဆောက်လို့ရှိလဲဆိုရင်ရင်တို့သူဝန်ထမ်းတွေနဲ့သက်ဆိုင်တဲ့ chat row ကောက်လေးတွေကျွန်တော်တိဆောက်လိုက်တယ်เนาะ receive ပဲ pay တွေပဲမှာကျွန်တော်တိဆောက်လိုက်တာပေါ့ဥပမာထားပါ receive ပဲမှာပေါ့เนาะကျွန်တော်ကသုံးနေODA here other ICI VLE other receive အဲ့ကောင်ဒီပါလဲဆိုတော့ non trade ပေါ့နော်ကုန်သွယ်လို့ကျွန်တော်တို့ဒါရမယ်ဟာမဟုတ်ဘူးအဲ့လိုပုံစံတော့ပြီးတော့မှ pay လေးပဲမှာလဲအဲ့တိုင်းပဲကျွန်တော်တို့ဒီနေယူခေါ်လိုက်မယ်ဒါပါနော် ODA here other PAY VLE other pay လေးပဲ non trade နော်ဒီကောင်လေးအမှန်ချက်လိုက်တယ်ပြီးတော့မှကျွန်တော်တို့စေးလိုက်တယ်ပြီးတော့အဲ့ချိန်မှာကျွန်တော်တို့တွေကဒီ O2 မှာ employee app တော့ပါတယ်ဒါပေမဲ့ account ဒီမှာကျတော့အဲ့ employee တွေကဓာတ်ရိုက်ခေါ်သုံးလို့မရဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့တွေကဒီ contact ဆောက်ပြီးတော့ဗောနော်ကျွန်တော်တို့တွေကဒီသုံးတာပေါ့အဲ့တော့ customer banner အနေနဲ့ယူဆပြီးသုံးအဲ့တော့ကျွန်တော်ကဘယ်လိုသုံးလဲဆိုတော့ customer ထဲမှာဥပမာထားပါတော့ individual ရဲ့EMB ထားပါတော့မောင်ပေါ့ EMB ဆိုတာ employee ကိုရည်ညွှန်းလိုက်တာပြမသူ့ရဲ့ပုံတွေပါထည့်ပေါ့နော်ထည့်လို့ရမယ်ပြီးတော့မှသူဒီ employee ပါဆိုတာလေး mention လုပ်လိုက်မယ်ပြီးတော့မှဒီ account မှာသူဒီကိုဝန်ထမ်းထိုးတဲ့အတွက်ကြောင့်မလို့ non trade receive account တွေနဲ့ကျွန်တော်တို့ချိတ်ပေးရမှာနော် other receive other pay တွေပဲဒီလိုပုံစံလို့လေးထွက်လိုက်အဲ့ဒါဆိုရင်ကျွန်တော်ကစေးလိုက်မယ်အဲ့ဒါဆိုရင်ရတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီငွေစရင်းတွေရှိတယ်ပေါ့နော်ဒီ account ကြီးမှာကျွန်တော်တို့ကငွေစရင်းတွေရှိတယ်ဒီငွေစင်းတွေကနေကျွန်တော်တို့တွေကဒီ cut transition တွေလာသွင်းတယ်ပေါ့အဲ့တော့ကျွန်တော်ဟုတ်ပြီအရင်ဆုံး open နည်းလေးတင်လိုက်မယ်เนาะအဲ့တော့ဒီ cut ကနေမဲ့ transition ဆိုတာနှိပ်လိုက်မယ်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်တို့ဘာရှိလဲဆိုတော့ဒီမှာ canvas ဆိုတာရှိတယ် list ဆိုတာရှိတယ်เนาะမိမိကြိုက်တဲ့ရမိမိ prefer ဖြစ်တဲ့ပုံစံနဲ့ဆင်းသွင်းလို့ရနိုင်မယ်အဲ့တော့ကျွန်တော် canvas နဲ့သွင်းမယ်ပဲဆိုပါတော့ new အဲ့တော့ကျွန်တော် open နည်းဆိုတော့ကျွန်တော်လူနာမည်မထည့်တော့ဘူးကျွန်တော်ကဒီငွေအဝင်သွင်းနေတာဆိုအပေါင်းဆိုင်အပေါင်းသင်္ကေတနဲ့ပဲသွင်းလိုက်မယ်နော်အပေါင်းဆိုင်တော့ရှေ့ကနေထည့်ကြရမလို့ဒါပေမဲ့ငွေထွက်ရင်တော့ထည့်ပေးရလိမ့်မယ် open နေပေါ့နော်ကျွန်တော်သွင်းလိုက်တယ်အဲ့တော့ကျွန်တော်သွင်းပြီးပြီဆိုတာနဲ့ကျွန်တော် dashboard ကိုတွန်းကြည့်လိုက်မယ်ဒီမှာ reconcile ဆိုတာပေါ်နေလိမ့်မယ်ဆိုလိုချင်တာကျွန်တော်စရင်းမညှိရသေးဘူးเนาะစရင်းဟို debit တော့သွင်းနေပြီ credit ကဘယ်ဟိုဆင်းမှမသိသေးဘူးပေါ့ဒီလိုအခြေအနေလို့ reconcile မလုပ်ရသေးဘူး system ကတော့ bank suspend ကောင်းတယ်သူက holding လုပ်ပေးထားလိုက်မယ်အဲကြမှာကျွန်တော်ဒီ suspend ဒီဒုတိယ line လေးကိုနှိပ်လိုက်မယ်ဒီမှာဆိုကျွန်တော်ကနှစ်ပိုင်းရှိသေးတယ်เนาะ mass existing entry ရဲ့ဒီ manual operation ဆိုတာရှိသေးတယ်ဒါလို့ဆိုရင်ကျွန်တော် manual operation ကနေသွားရမယ် CAPID ရဲ့ capital ဆိုတဲ့ဟာလေးနဲ့ကျွန်တော်က balance rate နှိပ်လိုက်မယ်ဒါဆိုအဲ့ကောင်က balance sheet ကိုဝင်သွားလိုက်မယ်เนาะဟုတ်ပြီပြီးတော့မှကျွန်တော်တို့ကဆက်ပြီးတော့သွင်းမယ်ပေါ့ဥပမာကျွန်တော်ကထားပါတော့ခုနမောင်မောင်ကိုကြိုသုံးထုတ်ပေးလိုက်တယ် transition ခေါ်မယ်နေယူခေါ်မယ်ဒါမှမဟုတ်ကျွန်တော်ကဒါ list အနေနဲ့သွင်းမယ်ဆိုလဲ list ပေါ့နော်နေယူခေါ်မယ်အဲ့တော့ abandon ဒီလေပြတော့မိမိချက်နေတဲ့ရမှတ်ရလိမ့်မယ်ဒါပါ EMB မောင်မောင်ဒီမှာလို့2ယောက်ထွက်နေဟုတ်တယ်နော်အဲ့တော့ကျွန်တော်သူ့ကိုနာမည်လေးချိန်လိုက်အဲ့ရှက်လေးလာပေါ့နော်မောင်လာလို့ချိန်လိုက်မယ်မောင်လာကျွန်တော်ငွေထုတ်မှာဆိုတော့ကျွန်တော်အနှုတ်နဲ့ရရမယ်အနှုတ်ထားပါတော့ကျွန်တော်9သိန်းထုတ်ပေးလိုက်တယ်เนาะသူ့ကိုကြိုသုံး9သိန်းထုတ်ပေးလိုက်တယ်အဲ့လိုပဲသူ့ကိုလေး match ဆိုတဲ့ဟာလေးပေါ့ဒါ match လို့ပေါ်နေဒါကျွန်တော် reconcile မလုပ်ရသေးဘူးပေါ့နော်အဲ့ match ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့တခါတည်းကျွန်တော်မောင်လာရဲ့နောက်မှာ other receive ကို non trade အကောင့်ကိုချိန်ပြီးသားဆိုတော့ကျွန်တော်ဘာမှအရင်စဉ်းစားကြမလို့ validate ဆိုတာကိုပဲနှိပ်လိုက်ရလိမ့်မယ်เนาะအဲ့ဒါဆိုကျွန်တော် list အနေနဲ့တွန်းကြည့်မယ်ဆိုလဲကြည့်လို့ရမယ်တော့ filter မှာเนาะကျွန်တော်ဒီ sequence တွေဝင်နေလိမ့်မယ်ဒီ reference number တွေဖယ်လိုက်ရင်အားလုံးတွန်းပြီးချလာလိမ့်မယ်အဲ့ဒါဆိုရင်ကျွန်တော်မောင်လှကိုဒီချိုး3-5သိန်းထုတ်ပေးထားတယ်အဲ့ဒါဘယ်မှာကျွန်တော် monitor လုပ်လို့ရမလဲဆိုရင် reporting တွေက H receive ပဲဒီမှာမှကျွန်တော်ကပါလဲဆိုတော့ non trade เนาะအမှမောင်လှစီကနေ5သိန်းကျွန်တော်ရဖို့ရှိရဆိုပြီး business ကတည်လိမ့်မယ်ဒါ account ဒီ site ကနေကျွန်တော်ဒါစောင့်ကြည့်နေတာဗောနော် monitor လုပ်နေဒီလိုပုံစံတွေတွားလို့ရတယ်အဲ့မှာထားပါတော့မောင်လာကကျွန်တော်ငွေတန်လာ claim ပြီပေါ့ရှင်းပြီပေါ့နော်ရှင်းတဲ့အခါဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်လို့ရှိလဲဆိုရင်အဲ့ဒီ9သိန်းလုံးကိုကျွန်တော်အဝင်တွန်သွင်းပေးလိုက်တယ်ပြီးတော့မှသူသုံးလိုက်တဲ့ဟာကို expand နေနဲ့တွန်ချပေးတယ်
ဘာလို့အဲ့လိုလောက်ရလဲဆိုတော့အဲ့လိုလုံးမှသာလဲကျွန်တော်ဒီတနေရာတွေကနေ control မိမှာပေါ့နော် control မိနဲ့ကျွန်တော်ဒါဒီစောင့်ကြည့်နေလို့ရမှာအဲ့တော့ကျွန်တော်ကနေယူခေါ်မယ်မောင်းလာပဲအဲ့တော့ငွေဝင်ပြန်သွင်းမှာဆိုတော့ကျွန်တော်9သိန်းရိုက်လိုက်မယ်ပြီးတော့ SCTD DME ကနေsettlement လောက်တာဒီခါကျတော့အဲ့ဒါ close အဲ့ဒါဆိုရင်ဒီမောင်းလာရဲ့9သိန်းကိုကျွန်တော်ခြေဖို့အတွက်ဆိုရင်ဒီမှာကျွန်တော်ခြေရမယ်သူရင်ကြိုသုံးထုတ်ရတဲ့ဒီ transition ရှိရเนาะအဲ့ဒါ existing နေမှာ mass existing နေမှာရှိရဆိုတော့ကျွန်တော် manual operation ကိုသွားကြမလို့သူရှိသေးတဲ့ transition ကိုပဲကျွန်တော်ခေါ်ပြီးတော့ဒါလေး click နှိပ်လိုက်မယ်နှိပ်ပြီးတော့ validate ဆိုတာလေးနှိပ်လိုက်မယ်ဒါကသူ့ကိုအဝင်ကန်ကြတာပဲရှိကျွန်တော် expand မရရသေးဘူး expand ရိုက်မယ်ဆိုတော့မှနေယူခေါ်လိုက်မယ်ပြီးတော့မှအနှုံနဲ့ထားပါသူတကယ်သုံးတာက4သိန်းသုံးတယ်ပေါ့ဟုတ်ပါမှာအဲ့ကြောင့်သူဘာသုံးလဲထားပါတော့ EHP ပေါ့နော်ဒါနမူနာအဲ့ကြောင့်မှဒီကောင်ကျတော့သူစင်းချေရမယ့် transition မရှိတဲ့အတွက်ကျွန်တော် manual operation ကနေကိုစင်းကျင်တဲ့ expand အကောင့်တစ်ကောက်နဲ့ကျွန်တော်ချိန်ပြီးတော့ validate နှိပ်ပေးလိုက်မယ်ဒီလိုပုံစံလိုလေးထွက်လိုက်မယ်ဒါကတော့ကျွန်တော်ဒါဒီငွေတန်းတွေကိုဒါကျွန်တော်စရင်သွင်းတဲ့ပုံစံလေးကိုတို့ထားတာပေါ့နော်ကျွန်တော်သွင်းထားတဲ့စရင်တွေကိုသိကျင်တယ်ဆိုရင်ကျွန်တော်တို့တွေကဒီမှာနော်ဆက်30ကိုနှိပ်လိုက်မယ် transition ဆိုတဲ့ဟာလေးဒီမှာဆိုဒါကျွန်တော်သွင်းထားတဲ့စရင်တွေတွေ့နေရလိမ့်မယ်ဟုတ်ပြီဒီကကျွန်တော် transfer လုပ်မယ်နော်ကျွန်တော် cash ကနေကျွန်တော် predicate ကိုလွှဲမယ်ပဲဆိုတော့အဲ့ကျွန်တော်နေယူခေါ်လိုက်မယ်ဒါပါတော့ transfer to predicate ပေါ့predicate ကျွန်တော်ဘယ်လောက်လွှဲမှဆိုထားပါကျွန်တော်10သိန်းလွှဲမယ်ဆိုတော့ကျွန်တော်အနှုတ်10သိန်းထည့်လိုက်ပြီးတော့မှကျွန်တော်ဒီပထမ recognize လုပ်ရမှာလို့နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ internet transfer ဆိုတဲ့ဟာလေးကျွန်တော်နှိပ်လိုက်မယ်သူကကျွန်တော်ဒီ transit အကောင့်เนาะဒီ liquidity transfer နဲ့ system auto ချိတ်ပေးလိမ့်မယ်သူကဂျားကန်အကောင့်เนาะအဲ့ဒါဆိုကျွန်တော် validate နှိပ်လိုက်မယ်နှိပ်လိုက်တဲ့အခါမှာသူက balance ရှိမှာသူက liquidity transfer အနေနဲ့ထိန်းပေးထားလိမ့်မယ်ဘာလို့ predicate ထဲကိုတိုက်ရိုက်မဝင်သေးဘူးဘာလို့ဒီ main gate ကင်တာလူတယောက်ထွက်နိုင်တယ် predicate ကင်တာကလူတယောက်ထွက်နိုင်တယ်ပေါ့နော်အဲ့တော့ predicate ကလည်းသူတကယ်ငွေရပြီဆိုတော့ကြာမှသူကလည်း transition ခေါ်မယ်နေယူခေါ်မယ်အဲ့ကြာမှ ICIPD ဒါပဲနော် receive from main CSA cash သူကရတော့ငွေရမှာဆိုတော့ကျွန်တော်တို့က10သိန်းတရားရိုးလေးပဲရရုံပဲအဲ့ဒါ close အဲ့ဆိုလည်းသူလည်း reconcile လုပ်ပေးရအောင်ပါပဲเนาะဘာလို့လဲသူထဲမှာတိုက်ရိုက်မဝင်ဘူးဟိုဂျားကန် suspend ကောက်တင်နဲ့ထိန်းထားတယ် reconcile လုပ်မယ် reconcile လုပ်မဲ့အချိန်မှာကျွန်တော်ဒီမှာเนาะ liquidity transfer သူ main gate ကလာခဲ့တဲ့ transition ရှိနေပြီဒါအဲ့ကောင်လေးကိုပဲခေါ်ပြီးတော့ကျွန်တော်က validate ဆိုတာနှိပ်ပေးလိုက်ရင်ရပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီ dashboard ကိုတွန်သွားမယ်ဆိုရင် predicate ထဲကို10သိန်းရောက်သွားလိမ့်မယ်ပြီးတော့မှဒါပါ cut ထဲကနေเนาะဒီမှာဒီကောင်လေး10သိန်းနှုတ်သွားလိမ့်မယ်ပေါ့ဒီလိုပုံစံတို့ကျွန်တော်ဒီ internet transfer ငွေဝင်ငွေထွက်တွေကိုကျွန်တော်ဒီလိုပုံစံလေးစရင်သွင်းလို့ရပါတယ်